ရှိတယ်။ဥပရာပတုံးဆိုတဲ့ဗီဒီတော်ကြီးရဲ့ရှေ့မှာရှိတယ်ညစီပဲဖြစ်ပါတယ်။ဒီလိုလာမယ်ဆိုလို့ရှိရင်ကို့တို့လဲရဝမ်းလေးဝဆိုသလိုပဲအရသာရှိတဲ့အစားအစာတွေအပြင်အချိုဘက်တွေလည်းအကုန်ရှိတယ်နော်။ဒီနေ့ကတော့ဘတ်ဂျက်က200ပဲရှိတယ်။ဒါပေမဲ့ဆိုင်ငန်းနေရာရာနဲ့ချီပြီးရှိတာဆိုတော့ဘာစားရမလဲဆိုတာကိုညီမနဲ့တူလိုက်ကြည့်လိုက်ကြရအောင်။ပထမလုံးစမယ်ဆိုင်ရတော့ကော်ရီခေါက်ဆဲဆိုင်ခွင့်လာတဲ့တက်တန်းကနှစ်ပေါင်း80ကျော်ပြီဆိုတော့အရသာကတော့ရှယ်ချင်းမှာအသေးကြပဲမမြင်ရခင်ကလေးဟိုကလေအရသာကိုခန်းစားမိနေပြီမိခုနန်လေးကလည်းတင်းနေရပဲဈေးနှုန်းကလည်းဗလီစရာနေစတာဆိုတော့အရကိုတန်တယ်နော်စားကောင်းလိုက်တာဘာမှတော့ထက်ထက်စရာမလိုဘူးသူ့ရဲ့ရတာအနေတော်ပဲသူ့ရဲ့ထူးခြားချက်ကဒီအနှစ်ကကားရီအနှစ်နဲ့ချက်ထားတာပြီးတော့အသားလုံးတွေလည်းအများကြီးပဲဒီဆိုင်ကတော့ခေတ်ခေါ်ကြော်ဆိုင်မှာဈေးလည်းမကြည့်ဘူးဘတ်90ကနေစတယ်ဒီဆိုင်ကလာစားရတဲ့သူတွေအများများတာဒါပေမဲ့ကိုတက်တော့ဘာမှဖြစ်ပါဘူးအင်တာနက်သုံးဖို့ True တည်တဲ့ရှိတယ်ဆိုတော့ဘယ်လောက်ပဲကြာကြာဆောင်းရအေးစေးပဲမုန်းငယ်လေးကကျွတ်ရွာလေးတော့ခရွေးရလက်ဆက်နေတာပဲပြီးတော့ဒါလေးကိုငရုံနှစ်စီ sauce လေးနဲ့ဆန်ဒီလောက်စားနေရမှာခရုတွေကမကုန်သေးဘူးငားကြံနေတယ်မတိဒီလိုငရုံစီ sauce လေးနဲ့တွဲစားအရန်ကကဲလမ်းဆန်းသွားအောင်လို့အချိုလေးပြလိုက်ကြရအောင်